โอเคကျွန်တော်တို့နောက်ထပ် video plugin တစ်ခုထပ်ချစ်ကြည့်မယ်เนาะသူ့နာမည်ကတော့ကျွန်တော်တို့ကနုတ်ဘက်ကထုတ်တဲ့ဟာပဲ video effect လို့ခေါ်ပါတယ် video effect ဆိုတဲ့ transition ကလည်းကျွန်တော်တို့ကွန်ပျူတာဒီ editing သမားအတွက်အရင်ကိုလိုအပ်တဲ့ software တစ်ခုပါเนาะကျွန်တော်တို့ set up ကိုကျွန်တော်တို့ double click နှိပ်လိုက်မယ်အဲစင်ကျွန်တော်တို့ video effect transition ဆိုပြီးတက်လာပြီပေါ့เนาะကျွန်တော်တို့ next နှိပ်မယ်ကျွန်တော်တို့ yes နှိပ်မယ်ဟောဒီမှာကနုတ်ဘက်ရဲ့ထုံးစံအတိုင်း username password တွေတောင်းနေပေါ့เนาะနောက်တော့ကိုဝေဖြိုးအောင် AID ကွန်ပျူတာကဲဒီရဲ့ key ကိုကျွန်တော်သွားဖတ်ကြည့်အောင်เนาะဖတ်ကြည့်တော့အော်ဒီမှာ CD ရဲ့ SN ဆိုတာပြောတယ် SN ဆိုတာ CD ရဲ့ပြောတာเนาะဒီတိရလေးကိုခုနလေးဝင်ကျွန်တော်တို့ nan log လေးဖွင့်ပြီးတော့ရိုက်လိုက်မယ်ပေါ့เนาะcap log လေးကိုဖွင့်လိုက်မယ် VFTRD 1H1HD 0H83B HS 4HE ဆိုပြီးထွက်လာတယ်เนาะအဲလေးတော့ next နေလိုက်မယ်မှန်သွားတယ်ကျွန်တော်တို့ destination folder လည်းကျွန်တော်တူအတိုင်းပဲထားပြီးတော့တော့ next နေပါမယ်ကျွန်တော်တို့ next နေမယ်เนาะ program folder တူအတိုင်းပဲထားပြီး next နေပါမယ်video effect ဟာဒီ editing ဆိုင်အတွက်မရှိမဖြစ် plugin တစ်ခုပါပဲသူ့ရဲ့ transition တွေကအရင်ကိုလှပတက်ရတာကိုတွေ့မြင်ရပါတယ်install video effect organizer on desktop တဲ့ install လုပ်မှာလားတဲ့ကျွန်တော် next ကိုနှိပ်လိုက်မယ်เนาะဟုတ်လုပ်ပါမယ်လို့ဖြည့်ပြီးတော့ next နိုင်မယ် launch video organizer ဒီမှာ video effect organizer ဆိုတက်လာတယ်เนาะကျွန်တော် finish နှိပ်လိုက်video effect organizer ရဲ့ကြော်ညာတွေတက်လာတယ်ပေါ့เนาะနောက်တစ်ခါမပြပါနဲ့ဆိုတော့เนาะ don't show ကိုရွေးမယ် okay ကိုနှိပ်မယ်video effect transition တွေကိုသူစုနေပေါ့เนาะဒါလည်းကျွန်တော်မပြတော့နဲ့ okay နှိပ်လိုက်မယ်အဲဒီမှာ February 1 2 3ရှိတယ် alpha တွေရှိတယ်ပေါ့တစ်ခုခုဝင်ရင်သူကပြန်ပြသေးတယ်မပြတော့နဲ့ don't show this time တော့ okay မပြအောင်နဲ့ဆိုအမှန်ကြီးချစ် okay နေအဲ့ဒါဆိုရင်တို့ဘယ်ဟာဝင် okay ဒီဟာဘာဝင်လို့ရသွားတယ်သူမပြောတော့ဘူးပေါ့နော်တကယ်ကိုလှပတဲ့ transition တွေပါ transition ကိုထောင်ချီတောင်းချီပြီးတော့ပါပါတယ်နော်ဒါ editing video ကိုလုံးဝမထက်အောင်မယိုးအောင်တို့ချိန်လို့ရတယ်နော် okay ဒါဆိုတော့ဆက်မှာ Premiere ကိုဒီ Premiere မှာ video effect ကိုအောင်မြင်စွာ install လုပ်ပြီးပါပြီ okay နော်နောက်ခန်းမှာဒီ Hollywood effect ကို Premiere မှာဘယ်လိုချိန်မလဲဟုတ်တယ်နော်ပြီးရင်သူ့ကိုခေါ်ပြီးတော့ဘယ်လိုသုံးမလဲဆိုတာလေးကိုကျွန်တော်နောက်ထပ် video file မှာပြောပြမယ် okay နော်